သူကလူတစ်ယောက်ရဲ့မျက်နှာကိုစာအုပ်တအုပ်လိုဖွင့်ပြီးအတွေးတွေကိုကြည့်နိုင်တယ်လို့အတွင်းကအရာတွေကိုတောင်ပြောင်းလဲနိုင်တယ်အဲ့ဒီမိန်းကလေးကမျက်လုံးအယောင်မတူပဲမွေးဖွားလာခဲ့ပြီးပိုထူးဆန်းတာကသူမကစကားကိုအမြဲပြောင်းပြန်ပြောတတ်တာပဲမိုက်ကမိန်းကလေးရဲ့ရဲတိုက်ထဲကိုဝင်လာပြီးသူ့ရဲ့ထူးခြားတဲ့စွမ်းအားကိုအသုံးပြုလိုက်တယ်ခဏအတွင်းမှာပဲမိန်းကလေးကပန်းရောင်စာအုပ်တအုပ်အဖြစ်ပြောင်းသွားခဲ့တယ်စာမျက်နှာတွေမှာစာလုံးမရှိပဲရောင်စုံပုံတွေပဲရှိနေတယ်မိုက်ကအေးအေးဆေးဆေးစာမျက်နှာတွေကိုလှမ်းကြည့်ခဲ့တယ်ပြန်ထွက်လာပြီးနောက်သူကမိန်းကလေးရဲ့အမေကိုဒီကလေးကပုံမှန်ပါပဲထူးဆန်းတဲ့သူမဟုတ်ဘူးလို့ပြောတယ်စကားပြောင်းပြန်ပြောတာနဲ့တယောက်တည်းနေရတာကြိုက်တာတွေကသူမရဲ့ကိုယ်ပိုင်စရိုက်တာဖြစ်တယ်လို့ရှင်းပြခဲ့တယ်ဒါပေမဲ့အမေကတော့လက်မခံနိုင်ဘူးသူမကသမီးဟာပုံမှန်မဟုတ်ဘူးလို့ပဲအတင်းယုံကြည်နေတယ်မိုက်ကအေးဆေးစွာပုံမှန်ဆိုတာတကယ်ပါကိုခေါ်တာလဲလို့ပြန်မေးလိုက်တယ်အဲ့ဒီအချိန်မှာမိန်းကလေးကသူတို့ပြောနေတာကိုကြားသွားတယ်သူမကအောက်ထပ်ကိုအမြန်ပြေးဆင်းပြီးလေထဲမှာတင်ပျောက်ကွယ်သွားခဲ့တယ်မိုက်ကမျက်လုံးပြူပြီးအံ့အားသင့်စွာကြည့်နေခဲ့တဲ့မိန်းကလေးကပန်းချံကိုပြေးသွားပြီးဂျွန်ကိုတွေ့ခဲ့တယ်။အမေရောက်လာတဲ့အချိန်မှာတော့သူမကဂျွန်နဲ့အတူစားလိုက်ပေါ်မှာပျော်ပျော်ရွှင်ရွှင်ကစားနေခဲ့တယ်။သူမရဲ့အပြုံးကအရင်ကထက်ပိုတောက်ပနေတယ်။အမေကတော့တိတ်ဆိတ်သွားတယ်။သူမသမီးကိုဒီလောက်ပျော်နေတာတခါမှမမြင်ဘူးခဲ့ဘူး။အမှန်တရားကိုတီးဖို့မိုက်ကလူ၄ယောက်လုံးကိုစာအုပ်အဖြစ်ပြောင်းလိုက်တယ်။သူတို့ရဲ့မှတ်ဉာဏ်တွေထဲမှာအဖြေကိုတွေ့ခဲ့တယ်။နှစ်များစွာကဂျွန်နဲ့အမျိုးသမီးရဲ့ခင်ပွန်းဟာကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ကြတယ်ခင်ပွန်းကမရှင်းတန်နိုင်ခဲ့ပေမဲ့သူ့နှလုံးကိုဂျွန်ထန်လှူဒန်းပေးခဲ့တယ်ဒါကြောင့်မိန်းကလေးကဖခင်ရဲ့နှလုံးခုန်တန်ကိုဂျွန်စီမှာခံစားနိုင်ခဲ့တာပဲမိုက်ကစာမျက်နှာတွေကိုဆက်လန်ကြည့်နေခဲ့တယ်နောက်ဆုံးမှာတော့လူ၃ယောက်လက်တွဲပြီးနှွေးထွေးစွာလမ်းလျှောက်နေတဲ့မြင်ကွင်းကိုတွေးလိုက်တယ်မိုက်ကနက်နက်ရှိုင်းရှိုင်းစဉ်းစားမိသွားတယ်အမေကလည်းဂျွန်ရဲ့ပြောပုံနဲ့အပြုမူတွေကကွယ်လွန်သွားတဲ့ခင်ပွန်းနဲ့တော်တော်စင်တူနေကြောင်းသတိထားမိလာတယ်နောက်ဆုံးမြင်ကွင်းမှာတော့သူတို့၃ယောက်လက်တွဲပြီးအိမ်ပြန်လမ်းလျှောက်သွားကြတယ်မင်းကတော့လူတစ်ယောက်ရဲ့ကိုယ်အင်္ဂါတွေထဲမှာသူ့ရဲ့မှတ်ဉာဏ်တွေကျန်နေနိုင်တယ်လို့ယုံကြည်လား